ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းစာထိုင်းစကားလေ့လာနေတဲ့ကျွန်တော်ညီကိုမောင်နှမများအတွက်ထိုင်းခြေခံစကားလုံးများကိုပြန်လည်ဝေမျှပေးပါမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြန်လည်ဝေမျှပေးမှာကဒါပေမဲ့ဆိုတဲ့ထိုင်းစကားဆက်ကလေးနဲ့ပြန်လည်ဝေမျှပေးပါဖြစ်ပါတယ်ဒါပေမဲ့ဆိုရင်တဲဒါပေမဲ့တဲဒါပေမဲ့ဟုတ်ကဲ့နော်ကြည့်ရမယ်ဆိုရင်တောင်းတူကြည့်ရမယ်တောင်းတူကြည့်ရမယ်โอเคเนาะကြည့်တယ်ဒါပေမဲ့မမြင်ဘူးသူတဲ့မိုက်ဟင်ကြည့်တယ်ဒါပေမဲ့မမြင်ဘူးသူကြည့်တယ်တဲ့ဒါပေမဲ့မိုက်ဟင်မမြင်ဘူးကြည့်တယ်ဒါပေမဲ့မမြင်ဘူးโอเคเนาะလိုချင်လားကိုကြတော့ယာတိုင်းမိုင်လိုချင်လားယာတိုင်းမိုင်လိုချင်လားโอเคเนาะလိုချင်တယ်ဒါပေမဲ့ပတ်ဆက်မရှိဘူးဝယ်ဖို့အတွက်ပတ်ဆက်မရှိဘူးဆိုရင်ဒါယာတိုင်းလိုချင်တယ်แต่ไม่มีเงินซื้อโอเคเนาะယာတိုင်းแต่ไม่มีเงินซื้อလိုချင်တယ်ဒါပေမဲ့ဝယ်ဖို့ပတ်ဆက်မရှိဘူးโอเคเนาะယာတိုင်းလိုချင်တယ်แต่ဒါပေမဲ့ไม่มีเงินซื้อဝယ်ဖို့ပတ်ဆက်မရှိဘူးโอเคเนาะซื้อဆိုတာဝယ်တယ်เงินဆိုရင်ပတ်ဆက်ယာတိုင်းแต่ไม่มีเงินซื้อဝယ်လိုချင်တယ်ဒါပေမဲ့ဝယ်ဖို့ပတ်ဆက်မရှိဘူးဟုတ်ကဲ့နော်စားပြီးထင်တာနော်ကိုကသူ့စားပြီးထင်တာဆိုရင်ခေဝกินแล้วစားပြီးထင်တာခေဝဆိုတာထင်တာနော်ခေဝပိုင်แล้วတွားပြီးထင်တာဟုတ်ကဲ့နော်ခေဝกินแล้วစားပြီးထင်တာဟုတ်ကဲ့နော်နောက်တစ်ခါကျတော့စားတယ်ဒါပေမဲ့ဘိုင်းမပြေဘူးပေါ့နော်ပြန်ပြောချင်တာဖြစ်တယ်กินစားတယ်แต่ဒါပေမဲ့ไม่อื่นဘိုင်းမပြေဘူးပေါ့နော်กินแต่ไม่อื่นစားတယ်ဒါပေမဲ့ဘိုင်းမပြေဘူးกินแต่ไม่อื่นစားတယ်ဒါပေမဲ့ဘိုင်းမပြေဘူးโอเคเนาะမလုပ်ဘူးဟုတ်လားကိုကြတော့ไม่ทำใช่ไหมမလုပ်ဘူးဟုတ်လားไม่ทำใช่ไหมမလုပ်ဘူးဟုတ်လားမေးရအောင်เนาะလုပ်တယ်ဒါပေမဲ့မပြေသေးဘူးကြတော့ทำแต่ยังไม่เสร็จလုပ်တယ်ဒါပေမဲ့မပြေသေးဘူးทำလုပ်တယ်แต่ဒါပေမဲ့ไม่ยังไม่เสร็จဆိုရင်မပြေသေးဘူးทำแต่ยังไม่เสร็จလုပ်တယ်ဒါပေမဲ့မပြေသေးဘူးဟုတ်ကဲ့နော်အိမ်ပြန်ကျင်လားကိုကြတော့อยากกลับบ้านไหมအိမ်ပြန်ကျင်လားอยากกลับบ้านไหมအိမ်ပြန်ကျင်လားဟုတ်ကဲ့နော်အိမ်ပြန်ကျင်တယ်ဒါပေမဲ့ပြန်လို့မရဘူးဟုတ်ကဲ့နော်อยากกลับบ้านอยากกลับဆိုရင်ပြန်ကျင်တယ်แต่กลับไม่ได้ပြန်လို့မရဘူးဟုတ်ကဲ့နော်อยากกลับပြန်ကျင်တယ်แต่ဒါပေမဲ့ กลับไม่ได้ပြန်လို့မရဘူးဟုတ်ကဲ့နော်အိမ်ပြန်ကျင်တဲ့ဒါပေမဲ့အခွင့်မတာသေးဘူးလေဘယ်လိုပြောလို့ဆိုရင်อยากกลับบ้านแต่ยังไม่มีโอกาสอยากกลับบ้านအိမ်ပြန်ကျင်တဲ့แต่ဒါပေမဲ့ยังไม่มีโอกาสအခွင့်မတာသေးဘူးအခွင့်အရေးမရှိသေးဘူးအဲ့ဒီလိုပေါ့နော်อยากกลับบ้านแต่ยังไม่มีโอกาสအိမ်ပြန်ကျင်တဲ့ဒါပေမဲ့အခွင့်မတာသေးဘူးဟုတ်ကဲ့နော်အနားယူအောင်ကိုကြတော့ဖတ်ဖော်หน่อยအနားယူအောင်ဖတ်ဖော်หน่อยအနားယူအောင်ဟုတ်ကဲ့နော်အနားယူကျင်တဲ့ဒါပေမဲ့အချိန်မရှိဘူးอย่าဖတ်ဖော်แต่ไม่มีเวลาနားယူကျင်တဲ့ဒါပေမဲ့အချိန်မရှိဘူးอย่าဖတ်ဖော်แต่ไม่มีเวลาဟုတ်ကဲ့နော်อย่าဖတ်ဖော်ဆိုရင်အနားယူကျင်တဲ့แต่ဒါပေမဲ့ไม่มีเวลาအချိန်မရှိဘူးโอเคเนาะပေးရမယ်ကိုကြတော့တောင်းဟိုက်ဆိုရင်ပေးရမယ်တောင်းဟိုက်ဆိုရင်ပေးရမယ်โอเคเนาะပေးကျင်တယ်ဒါပေမဲ့ပေးလို့မရဘူးอยากจะให้ပေးကျင်တယ်แต่ให้ไม่ได้ပေးလို့မရဘူးอยากจะให้แต่ให้ไม่ได้ပေးကျင်တယ်ပေးလို့မရဘူးโอเคเนาะနောက်တစ်ခုကကြတော့သူ့ကိုပြုစုအောင်ကြတော့ดูแลเขาหน่อยသူ့ကိုပြုစုအောင်ดูแลเขาหน่อยသူ့ကိုပြုစုအောင်ดูแลဆိုတာပြုစုစောင့်ရှောက်တာပေါ့နော်ဟုတ်ကဲ့နော်နောက်တစ်ခုကကြာပြုစုကျင်တယ်ဒါပေမဲ့ပြုစုလို့မရဘူးอย่าดูแลပြုစုကျင်တယ်แต่ဒါပေမဲ့ดูแลไม่ได้ပြုစုလို့မရဘူးอย่าดูแลแต่ดูแลไม่ได้ပြုစုကျင်တယ်ပြုစုလို့မရဘူးဟုတ်ကဲ့နော်နောက်တစ်ခုကကြာတော့အတူတူတွားလေမလားကိုကြာတော့ပိုင်ထီယိုတွေးကံမိုင်းအတူတူတွားလေမလား
ပိုင်ထီယိုတွေးကံမိုင်းအတူတူသွားလေမလားဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့သွားလေခြင်းနဲ့ဒါပေမဲ့သွားလို့မရဘူးရပိုင်ထီယိုတဲ့ပိုင်မိได้เนาะသွားလေခြင်းနဲ့ရပိုင်ထီယိုဆိုရင်သွားခြင်းနဲ့သွားလေခြင်းနဲ့တဲ့ဒါပေမဲ့ပိုင်မိได้သွားလို့မရဘူးရပိုင်ထီယိုတဲ့ပိုင်မိได้သွားလေခြင်းနဲ့သွားလို့မရဘူးဟုတ်ကဲ့เนาะနောက်တစ်ခုကကြတော့မစားဘူးလားကိုကြတော့မိုက်ကင်လောမစားဘူးလားမိုက်ကင်လောမစားဘူးလားဟုတ်ကဲ့နော်စားကျင်တယ်ဒါပေမဲ့စားလို့မရဘူးอยากกินစားကျင်တယ်แต่ဒါပေမဲ့กินไม่ได้စားလို့မရဘူးอยากกินแต่กินไม่ได้စားကျင်တယ်စားလို့မရဘူးဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့တင်ယူလေကိုကြတော့ရီယန်စီတင်ယူလေရီယန်ဆိုတာတင်တာရီယန်စီဆိုရင်တင်ယူလေဟုတ်ကဲ့နော်တင်ယူလေဟုတ်ကဲ့နော်တင်ယူခြင်းနဲ့ဒါပေမဲ့တင်ယူဖို့အရှိမရှိဘူးယာရီယန်တင်ယူခြင်းနဲ့တဲ့မိုက်မီဝေလာရီယန်တင်ယူဖို့အရှိမရှိဘူးယာရီယန်တဲ့မိုက်မီဝေလာလီယန်ဟုတ်ကဲ့နော်တင်ယူခြင်းနဲ့ယာရီယန်တင်ယူခြင်းနဲ့တဲ့ဒါပေမဲ့မိုက်မီဝေလာရီယန်တင်ယူဖို့အရှိမရှိဘူးဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့အလုံးလုံးရမယ်ကိုကြတော့တောင်းထမငမ်အလုံးလုံးရမယ်တောင်းထမငမ်အလုံးလုံးရမယ်လို့ပြောရနော်အလုံးလုံးရှင်နဲ့ဒါပေမဲ့အလုံးမရှိဘူးရထမငမ်အလုံးလုံးရှင်နဲ့တဲမိုက်မီငမ်အလုံးမရှိဘူးရထမငမ်တဲမိုက်မီငမ်အလုံးလုံးရှင်နဲ့အလုံးမရှိဘူးဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့နည်းနည်းခွင့်လို့ပေးအောင်ကြတော့ high အဖိုင်နွိုင်းနည်းနည်းခွင့်လို့ပေးအောင် high အဖိုင်နွိုင်းနည်းနည်းခွင့်လို့ပေးအောင်ဟုတ်ကဲ့နော်မအိပ်ဘူးလားကိုကြတော့မိုက်နွန်လောမအိပ်ဘူးလားမိုက်နွန်လောမအိပ်ဘူးလားဟုတ်ကဲ့နော်အိတ်တယ်ဒါပေမဲ့အိတ်မပြောဘူးကိုကြတော့နွန်တဲမိုက်လပ်အိတ်တယ်ဒါပေမဲ့အိတ်မပြောဘူးနွန်တဲမိုက်လပ်အိတ်တယ်ဒါပေမဲ့အိတ်မပြောဘူးဟုတ်ကဲ့နော်တွေးကျင်ဟုတ်ကဲ့နော်ကဲနော်နောက်တစ်ခုကကြတော့တွေးကျင်တယ်ဒါပေမဲ့သွားလို့မရဘူးကြတော့ယာကျဲတွေးကျင်တယ်แต่ပိုင်မိได้သွားလို့မရဘူးဒါပေမဲ့သွားလို့မရဘူးယာကျဲဆိုရင်တွေးကျင်တယ်แต่ပိုင်မိได้သွားလို့မရဘူးတွေးကျင်တယ်ဒါပေမဲ့သွားလို့မရဘူးယာကျဲတွေးကျင်တယ်แต่ပိုင်မိได้ဒါပေမဲ့သွားလို့မရဘူးဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့ကြိုက်တယ်ဒါပေမဲ့မယူဘူးကြတော့ချော့แต่ไม่အောင်ကြိုက်တယ်ဒါပေမဲ့မယူဘူးชอบဆိုရင်ကြိုက်တယ်แต่ไม่အောင်ကြိုက်တယ်ဒါပေမဲ့မယူဘူးဟုတ်ကဲ့နော်နောက်တစ်ခုကကြတော့ချစ်တယ်ဒါပေမဲ့မပြောဘူးကြတော့ rat ချစ်တယ်แต่ไม่พูดချစ်တယ်ဒါပေမဲ့မပြောဘူး rat ဆိုရင်ချစ်တယ်แต่ไม่พูดချစ်တယ်ဒါပေမဲ့မပြောဘူးဟုတ်ကဲ့နော်ကျွန်တော်ဒီနေ့ပြန်လည်ဝေမျှပေးခဲ့တာကတော့ဒါပေမဲ့ဆိုတဲ့ထိုင်းစကားလုံးလေးတွေနဲ့ကျွန်တော်စကားကလေးနဲ့ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်အခုလိုပြန်လည်ဝေမျှပေးတဲ့အထက်မှာအမားလေးတွေပါမယ်ဆိုရင်အားလုံးကိုတိကျပေးဖို့တောင်းဆိုပါတယ်ဟုတ်ကဲ့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နေတတ်မယ်ဆိုရင်ကျွန်တော်တို့ထိုင်းစာထိုင်းစကားလေ့လာနေတဲ့ညီကိုမောင်နှမများတွေ့မြင်အောင် follow like and share လေးနဲ့လုပ်ပြီးအားပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ